American သမ္မတ Donald Trump ကရုရှားသမ္မတ Vladimir Putin နဲ့ဖုန်းပြောပြီးတဲ့နောက် Tomahawk ဒုံးကျည်များကို Ukraine ကိုထောက်ပံ့မဲ့အစီအစဉ်ကိုပယ်ဖျက်ခဲ့ပါတယ်။ Ukraine သမ္မတ Zelensky ဟာ Tomahawk ဒုံးကျည်တွေရရှိဖို့မျှော်လင့်ချက်တဲ့ American နိုင်ငံကိုရောက်ရှိလာခဲ့ပေမဲ့သမ္မတ Trump ကတော့ခက်ခဲကြမ်းတမ်းတဲ့တွိဆုံမှုလို့ဖော်ပြခင်ရတဲ့ဆွေးနွေးပွဲမှာ Ukraine ရဲ့တောင်းဆိုမှုကိုပယ်ချခဲ့ပါတယ်။ Mr. Trump က Ukraine ကို Tomahawk ဒုံးကျည်တွေဖိရမယ်ဆိုရင်နျူကလ িয়ার လက်နက်ဆိုင်ရာတဲမအမှုတွေမြင့်တက်လာနိုင်တယ်လို့တတိပေးပြောကြားခဲ့ပါတယ်။အနောက်နိုင်ငံမီဒီယာတွေမှာဒီဆုံးဖြတ်ချက်ဟာရုရှားသမ္မတပူတင်ရဲ့စကားတွေအောင်မြင်မှုရသွားခြင်းဖြစ်ကြောင်းသုံးသပ်ဖော်ပြနေကြပါတယ်။သမ္မတ Zelensky ဟာမနေ့ကအမေရိကန်ကိုရောက်ရှိလာခဲ့ရမှာသမ္မတ Trump ရဲ့ကြိုးဆိုပုံလက်ပတ်သက်လို့ခွဲခြားဆက်ဆံတယ်ဆိုတာဝေဖန်မှုတွေလည်းရှိပါတယ်။ ယူကရိန်းသမ္မတကိုလေးစိတ်မှာစင်းကြိုဖို့နေနေသားသားကြိုးဆိုရေးအဖွဲ့တွေတောင်စေလွတ်ကြိုးဆိုခြင်းမရှိဘူးလို့ဆိုပါတယ်။ Tomahawk ဒုံးကျည်တွေဟာအကွာအဝေး1,600 ကီလိုမီတာခန့်မိုင်995ခန့်အထိပစ်ခတ်နိုင်တာကြောင့်ယူကရိန်းအတွက်လိုအပ်နေတဲ့အကွာအဝေးရှိပစ်ခတ်နိုင်စွမ်းကိုတိတိတသားမြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ Mr. Trump ရဲ့ယူကရိန်းကို Tomahawk ဒုံးကျည်ထောက်ပံ့ရေးညှင်းချက်ဟာဒေသတွင်းတင်မာမှုတွေပုံမမြင့်တက်လာစေရတဲ့ဆောင်ရွက်ခင်ကြောင့်အမေရိကန်ခေါင်းဆောင်ကဖော်ပြပြီးသူ့ရဲ့ဆုံးဖြတ်ချက်ကမှန်ကန်သောဆုံးဖြတ်ချက်ဖြစ်တယ်လို့ဆိုရှယ်မီဒီယာသုံးစွဲသူတို့ကထောက်ခံရေးသားကြပါတယ်။